ဖြစ်ခါစားသူငယ်လေးတရားဟာဘူးပင်ကင်းစွာအမေရင်ခွင်နဲ့ကြည်ပင်လာဒီလိုနဲ့ရှင်တန်ကြီးအဖေမပေးတဲ့အသေးငယ်လေးတရှုတွေ့ရဲ့မပြေလဲခဲ့နေစရာမဲနေကြခံမိသားစုဘဝမို့ဒီဆိုင်ဖြတ်ချုံမဲဘဝဆိုတဲ့တိုက်ပွဲခက်ခဲချလို့တော့ခွေငိုတခါရီတလက်ကြုံတွေ့နေပေမဲ့ရာရာမရှိမရဲ့အနေခံဘဝလေးမှုမျက်နှာပေါ်ထားရတဲ့ဘလို့ဖြစ်ပေါ်အလူကောင်းတယောက်ဖြစ်ချင်နေအပိမေဆုံးတော့ဒီလောကကြီးအလေးမိသားစုတွေမှာအကြီးဆုံးသားမောခွေတော့ပေမဲ့ကြောင်းကိုထွေးချစ်တော်ညီမလေးချီထွေးမညီညူခဲ့ရုံးကန်စေအကိုကြီးတော့အဖာရဘွားမို့ခွေရင်ဆိုင်ဖြတ်ကျော်မေးဘဝဆိုတဲ့တိုက်ပွဲခက်ခဲချလို့တော့ခွေငိုတခါရီတလက်ကြုံတွေ့နေပေမဲ့ရာရာမရှိမရဲ့အနေခံဘဝလေးမှုမျက်နှာပေါ်ထားရတဲ့ဘလို့ဖြစ်ပေါ်အလူကောင်းတယောက်ဖြစ်ချင်နေဘလို့ဖြစ်ပေါ်အလူကောင်းတယောက်ဖြစ်ချင်နေ